cái chế kháng bể ra đó bay bay đi cú miêu này số ra này alam bể tây ra đấy à chim bị tí của tí sau luôn nhà rồi cho nên là chim bị tí của tí sau này là cho nó cái này đi của cho nó tập bó cha đấy nó but tu mà bị thong su mà xịt đấy tao rồi à yên đâu mà cái này cái giá bị này khuôn miêu này vậy cái này bị số mà xét chau là xét miêu này là lúc bay bị đâu mà tí sau bay đấy à là giao cha là trốn hay mà là chim bị gọi là bị tí của tí sau này là cho nên đâu cả thôi ni là con bé trên lên bác sĩ bảo check kháng bề mà chim bị tí của tí sau đó cho nên đâu cả rồi cái khá đấy này miêu này là mình có rồi mà tâm hấp đủ the miêu này xin lao xí đấy data số bữa mà tâm hấp này đấy cú miêu này plus data tí đi miêu này này equivalentဖြစ်တဲ့နော် data တိဒီကိုတစ်ခါတည်းနဲ့ဒီဆောက်ပလိုက်တယ်ဆိုတော့အခုကြတော့ data တိ10ခု9မြုပ်နေဆိုတော့စစ်ဒါဥပမာအဲ့ဒါ data တိဒီက data နဲ့နောက်ဆောက်နေမှာမဟုတ်ဘူးကျွန်တော်တို့ criteria ရှင်းလင်းကောင်စီကနေလုပ်ထားတယ်စံတပ်ဖန်ထုံးပေါ့ data တိတိုးချင်နေဆိုရင်လူရပါလေစကားတိတန့်ရှိရမယ်ယဉ်ကျေးမှုရှိရမယ်နေမေတစ်ဆက်ထက်ရှိရမယ်နောက်ပြီးတော့မှဟိုအုတ်ချုပ်ကြီးရန်တရားဖော်ဆောင်နိုင်ရမယ်ပြီးတော့လူကြီးတထောင်ရှိရမယ်အဲ့ဒါဆိုရင်တော့ data တိဆောက်လို့ရတယ်ဒါ criteria data တွေကမြို့နယ်အဆင့်ကိုတိုးချင်တယ်ဆိုရင်တော့လူကြီး2000ရှိရမယ်ဆိုရင်တော့အဲ့ဒါမြို့နယ်ဆိုတော့များမကြခင်မှာမြို့နယ်အစ်စ်ဒီလဲချင်းလဲကောင်စီမှာပေါ်လာလိမ့်မယ် data တွေကမြို့နယ်နဲ့အကုန်လုံးပြန်ပြောင်းရမယ်တနေ့နဲ့ချိန်မှာဆိုတော့ကျွန်တော်တို့ဂရီနေလို့တစ်ခါတည်းနဲ့မြို့နယ်နဲ့မတတ်မှတ်နိုင်ပေမဲ့ခုကြတော့ကျွန်တော်တို့ကတော့ data နဲ့တတ်မှတ်တယ်ဒါတဖိဖိနဲ့လူကြီး2000ပြည့်လာတဲ့တနေ့မှာဆိုရင်တော့မြို့နယ်အဆင့်တုပ်ပြောင်းကုန်မှာဖြစ်ပါတယ်ဆိုတော့ criteria ကလည်းပဲကျွန်တော်တို့မထားလို့မရဘူးဒါဖောင်းပွားသွားမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကကိုမြို့နယ်မဟုတ်ဘူးကိုမြို့နယ် plus မြို့နယ်အစ်စ်အဲ့တော့ကျွန်တော်တို့လမ်းဖွင့်ပေးထားတယ်သူတို့ကကိုမြုပ်နေတဲ့တိဆောက်တယ်ဆိုတာအကုန်လုံးကြောင်ပိတ်သွားပြီအဲ့ဒါချင်းပီဟောင်းကိုပြန်သွားနေတာချင်းပီနဲ့ဟောင်းကိုပြန်သွားနေတာလို့ကျွန်တော်ခေါ်ရတယ်အဲ့တော့ချင်းပီတိဆောက်ပုံနိုင်ငံတော်တိဆောက်ပုံကသိအရေးကြီးတယ် the structure of Chinland ဟိုမှာ structure of the Union of Myanmar ပေါ့နော်အရင်တုန်းကဆိုရင်တော့အဲ့ဒါ structure of Union ကတော့အရင်တော့မဟုတ်ဘူးဖွဲ့စည်းပုံအခြေခံဥပဒေ2008ကတော့မြန်မာနိုင်ငံကိုဘယ်လိုတိဆောက်တယ်လဲဆိုရင်တော့မြန်မာနိုင်ငံဖွဲ့စည်းတိဆောက်ပုံဆိုတာအခန်းမှာတွေ့လိမ့်မယ်တိုင်းခုနှစ်တိုင်းနဲ့ပြည်နယ်ခုနှစ်ပြည်နယ်နဲ့တိဆောက်တယ်လို့သူတို့ခေါ်တာအဲ့ဒါပြန်တတိယကြပါဦးအဲ့ဒါကိုသူတို့ကပြည်ထောင်စုလို့ခေါ်တာကျွန်တော်တို့ကလည်းပဲလောလောဆယ်ကတော့တခါတည်းနဲ့မြုပ်နေစစ်မြုပ်နေနဲ့မလုပ်သေးပဲနဲ့မြုပ်နေစစ်မြုပ်နေအနေဆုံးဖြစ်လာမျိုးဥစ္စာကိုဖြိုကိုပြီးတော့မှမြုပ်နေနဲ့ data ဖြစ်ချင်းလင်းကိုတိဆောက်တယ်လို့ခေါ်ပြီးတော့မှတိဆောက်ခါစတုန်းကတော့မြုပ်နေကူးမြုပ်နေ data ဗာလဲ10ခုနဲ့ကျွန်တော်တို့တိဆောက်ခဲ့တာခုကြတော့ data တွေက10ခုဖြစ်လာတယ်တို့ criteria ရဆိုတော့အဲ့ဒါကူးမြုပ်နေထဲမှာမပါနိုင်တဲ့မြုပ်နေဆိုလို့မြုပ်နေတစ်မြုပ်နှစ်မြုပ်နေလေးပဲရှိတယ်ဖလားမြုပ်နေနဲ့တိတိမြုပ်နေပဲရှိသေးတယ်မင်းဒတ်လာပြီ complete လာပြီဒါကွေးတော့ကွေးတာပေါ့နောက်ပြီးတော့မှတိတိလည်းများမကြခင်မှာလာတော့မယ်ဆိုတော့မြုပ်နေနာမည်နဲ့ချင်းလန်းကောင်စီမှာမပါဝင်တဲ့ဥစ္စာတမြုပ်နေပဲဖလားမြုပ်စီမှာဖလားမြုပ်နေဆိုတဲ့ဥစ္စာလည်းပဲCNO ဆိုပြီးတော့မှဖလားမြုပ်နေတဝဲပဲကြံတော့တယ်လေအဲ့ဒါ CNO လေးခေါ်လို့ရတယ်လို့ဖလားမြုပ်နေလည်းခေါ်လို့ရတာပေါ့ဒါတတိလေးပဲဒါလေးလေးရောတဲ့ကျွန်တော်တို့နားလည်ဖို့လိုတယ်ဆိုတော့မတူဘူးလို့အဲ့ဒါကတည်းစပြီးတော့မှပဲချင်းပီတီဆောက်တဲ့ပုံစံကစပြီးတော့မှဒေတာဒရာအုပ်ချုပ်ရေးလေးပေါ်ဆောင်ရတာဟုတ်ဆိုတော့မြုပ်နေဒေတာဒရာအုပ်ချုပ်ဒေတာဒရာဆိုတဲ့ဥစ္စာကိုကျွန်တော်တို့တချို့တလေကနားမလည်ကြဘူးကျွန်တော်တို့စီမှာလည်းခဏခဏရှင်းပြတယ်ဒေတာဒရာအုပ်ချုပ်ရေးဆိုတာလောကကဆိုတဲ့ဥစ္စာဒီဘာဖြစ်လို့ခေါ်ရတယ်လဲဆိုရင်တော့ပြည်နယ်အဆင့်နော်ပြည်ကအမြင့်ဆုံးအုပ်ချုပ်ရေးနှလွှာရှိတာကိုပြည်ထောင်စုအဆင့်ဆိုအုပ်ချုပ်ရေးတုံးလွှာရှိမှာပေါ့ပြည်ထောင်စုအစိုးရပြည်နယ်အစိုးရဒေသန္တရအစိုးရဆိုပြီးမှအလွှာကတုံးခုရှိမယ်အခုကြတော့ကျွန်တော်တို့ကအလွှာတစ်ခုပဲချင်းပြည်အစိုးရအလွှာတစ်ခုဒေသန္တရအစိုးရအလွှာတစ်ခု
အဲ့တော့ချင်းပီအဆင့်ကနဲ့အောက်မှာရှိတဲ့အုပ်ချုပ်ရေးနဲ့နာမည်ဟူသည်မြတ်ကိုဒေသန္တရလို့ခေါ်တာလား local လို့ခေါ်တာအဲဒါကြောင့်မြို့နယ်အုပ်ချုပ်ရေးကိုလည်း local government ဒေသန္တရအုပ်ချုပ်ရေးကိုလည်းပဲ local government အဲ့ဒါ government ရဲ့နာမည်တော့မစ်ဆန္ဒနေကြတော့မြို့နယ်ကမစ်ဆန္ဒနေဖြစ်တယ်ဒေသဆိုလို့ဆိုတာမစ်ဆန္ဒနေဖြစ်တယ်အဲ့ဒါကနေပဲကိုယ်စားလှယ်တွေထွက်တာဟုတ်ဆိုတော့ဒေသန္တရအုပ်ချုပ်ရေးနဲ့တွားတဲ့ဆိုင်သွားတော့အခုbrotherhood မှာပါနေတဲ့သူတွေကမြို့နယ်6မြို့နယ်လို့ခေါ်မှာပေါ့မတူပီကလည်းကွဲတယ်လေမတူပီကလည်းသူတို့တမဟာတီးပဲရှိတာပေါ့တိုးတော့မတူပီကွဲတယ်လို့ခေါ်မှာပေါ့မတူပီမြို့နယ်ကိုလည်းသူတို့လည်းယူရမှာပေါ့မတူပီမြို့နယ်ရဲ့မင်းတပ်မြို့နယ်ရဲ့ကံပလဲမြို့နယ်ရဲ့နောက်ပြီးတော့မဖလာမြို့နယ်တိတိမြို့နယ်9မြို့နယ်ပေါ့နော်9မြို့နယ် plus ဘာမှမစီမဆိုင် MDF တွေပေါ့မရာ territory ကောင်းစီပေါ့သူတို့က data လို့ခေါ်တာကို data လို့ခေါ်တော့သူတို့ဆက်ရှာပါပါဝင်လာတယ်ဆိုတော့ကူးမြုံနေလို့ကတ်တက်လိုက်တော့အဲ့ဒီငါတို့မရာဒီကိုဘလို့ထားဖို့လုပ်တယ်မသိဘူးအဲ့ဒါဒီ MDF တွေကလည်းသဘောပေါက်လာမသိဘူးကူးမြုံနေမှာ MDF ကဘယ်တော့မှတွားတိုးလို့မရတော့ဘူးစင်လက်တီဆောက်မှုမှလည်းမရှိတော့ဘူးမရှိ